stock market လို့ကြားလိုက်ရတာနဲ့တချို့ကဘလို့တန်းပြီးတော့ပြေးမြင်ကြတော့ဆိုလို့ရှင်ဟာဒါကြီးကတော့ scam ပါကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံငွေတွေဆုံးရှုံးသွားနိုင်တယ်ဒီလိုအတွေးတွေရှိနေတတ်ကြပါတယ်ဒီလိုစိုးရိမ်စိတ်တွေဖြစ်တယ်ဆိုတာကလည်းအဖြစ်ပြောလို့တော့မရပါဘူးဒါတို့ကအတွေးအကြုံတစ်ခုခုကတော့ရှိပြီးဖြစ်မှာပါအကြောင်းမဲ့တော့မဟုတ်ပါဘူးကျွန်တော်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လိုက်ပြီးတော့လေးလာကြည့်လိုက်တဲ့အခါမှာဒီအရင်တုန်းက stock market မှာရင်းနှီးမြှုပ်နှံပြီးတော့ကျွန်တော်တို့တကယ်ကိုကြီးကြီးမားမားဆုံးရှုံးသွားခဲ့ရတဲ့သူတွေကိုကျွန်တော်အနေနဲ့ဒါကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရတာမျိုးတွေလည်းရှိပါတယ်တချို့ကလည်းဒီ stock market နာမည်ကိုအသုံးချပြီးတော့လိမ်လည်ခံရတာတွေကြောင့်မလို့လေ stock market ကို scan ဆိုပြီးတော့ပါမြင်သွားတာမျိုးတွေလည်းဒါရှိပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာက market ပေါ်မှာကျွန်တော်တို့ဆုံးရှုံးတာနဲ့အလိမ်ခံလိုက်ရတာနဲ့ကအတူတူမဟုတ်ပါဘူး market မှာကကျွန်တော်တို့ရင်းနှီးမြှုပ်နှံတဲ့အခါမှာ market risk ဆိုတာရှိပါတယ်ကုမ္ပဏီရဲ့လုပ်ငန်းအခြေအနေကြောင့်ဒီ share ဈေးတွေကထိုးကျသွားနိုင်တယ်လို့ကျွန်တော်တို့စီးပွားရေးကျဆင်းမှုတွေနောက် interest rate ပြောင်းလဲမှုတွေ inflation နဲ့ market sentiment တွေကြောင့်မလို့ကျွန်တော်တို့ဈေးကွက်တစ်ခုလုံးကျဆင်းသွားနိုင်ခြေရှိပါတယ်အရှုံးဖြစ်နိုင်ခြေရှိတယ်ဆိုတာကဒီ market မှာရှိတဲ့ risk ကြောင့်မလို့သာဖြစ်ပြီးတော့ scam ကြောင့်ဖြစ်တာတော့မဟုတ်ပါဘူးနောက်တစ်ပတ်မှာပြန်ပြီးတော့ကြီးလိုက်တဲ့အခါကျလို့ရှိရင်လေ investment လုပ်တယ်ဆိုတဲ့အယောင်ပြနဲ့ကျွန်တော်တို့ဘာပြောကြတော့ဆိုလို့ချင်းအမျက်တွေအမခံပေးတာတလားအတွင်းမှာဘယ်နေရာခိုင်တော့ထိဝင်ထားတဲ့ဝင်ရဲ့ဘယ်နေရာခိုင်တော့အမျက်ရမယ်ဆိုပြီးတော့ကျွန်တော်တို့ grade ပေးတာနောက်ပြီးချလို့ရှိရင်ချို့ဆိုလို့ရှိရင်ရှိတယ်တိတ်ပြီးတော့မသေးကြတဲ့ဒီ website တွေတဲ့ platform တွေကိုငွေတွေသွင်းခိုင်းတာမျိုးတွေဒါတွေကိုတော့ကျွန်တော်တို့အနေနဲ့ဒီထားဖို့လိုပါတယ်ဒီကနေပြီးတော့ကျွန်တော်တို့အလိမ်ခံရနိုင်တယ်အနေရဖြစ်နိုင်ခြေများပါတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ချင်း stock market ကရောဘယ်လိုလူတွေအနေနဲ့ရင်းနှီးမြှုပ်နှံတင်လဲဒါကအရေးကြီးပါတယ်ကျွန်တော်တို့ stock market မှာရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့အခါမှာဒီ stock market ဆိုတာကပိုက်ဆံမြန်မြန်ရဖို့ရာအတွက် shortcut တစ်ခုမဟုတ်ပါဘူးအခုရဲ့ချမ်းသာကြွယ်ဝမှုကိုတဖြည်းဖြည်းချင်းတည်ဆောက်ဖို့ရာအတွက်နောက်ပြီးချလို့ချင်းစီးပွားရေးနဲ့ဒီကုမ္ပဏီတွေရဲ့တိုးတက်မှုတွေမှာပါဝင်ရင်းနှီးမြှုပ်နှံခြင်းနဲ့စိတ်ရှိတဲ့သူတွေအတွက်ပို့ပြီးတော့တင့်တော်ပါတယ်အဲ့မှာကျွန်တော်တို့ဒီမေးလာစရာအကြောင်းတစ်ခုရှိပါတယ်ဒီရှင်ရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုလို့ချင်းကျွန်တော်တို့အတွက်အမြတ်ကတေးကြပြီလားဒီမှာကျွန်တော်တို့တစ်ခုရှိပါတယ် individual stock တစ်ခုချင်းစီမှာသူတို့ရဲ့လုပ်ငန်းအခြေအနေကြောင့်မလို့လုပ်ငန်းတွေကဒီဝါလီခံသွားတာတခြားကုမ္ပဏီတွေရဲ့ပြိုင်ဆိုင်မှုကြောင့်မလို့ဒီကိုရင်းနှီးမြှုပ်နှံလိုက်တဲ့ကုမ္ပဏီကအားနည်းသွားတာမတိုးတက်တော့တာဒီ stock တစ်ခုကိုကျွန်တော်တို့အနေနဲ့အလုံးရင်းနဲ့လွန်လွန်ကဲကဲဝယ်မိလိုက်တာတွေကြောင့်မလို့ကျွန်တော်တို့အနေနဲ့ရေရှည်မှာအမြတ်ဆိုတာထက်ကျွန်တော်တို့ဆုံးရှုံးနိုင်တဲ့အန္တရာယ်ရှိနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရေရှည်စဉ်းစားရုံနဲ့မလုံလောက်ပါဘူးကျွန်တော်တို့အနေနဲ့ market ထဲမှာရင်းနှီးမြှုပ်နှံတော့မယ်ဆိုလို့ရှိရင်ဆက်လက်ပြီးတော့ရေရှည်အပြင် diversification နဲ့ risk management လည်းဒါလိုအပ်ပါတယ်ဒီ diversification နဲ့ risk management ဆိုတာကလည်းဒီ stock market မှာကျွန်တော်တို့အတော်အသင့်စိတ်ဝင်စားနေတဲ့သူတွေဆိုလို့ရှိရင်ဒါနားလည်ပြီးသားဖြစ်ပါလိမ့်မယ်နောက်တစ်ခုကတော့ကျွန်တော်တို့ stock market ကအမြဲတမ်းတက်နေမယ်ဆိုတာမျိုးတော့မဟုတ်ပါဘူးဒါလေးကိုကျွန်တော်တို့နားလည်လက်ခံထားဖို့လိုပါတယ်ဈေးဆိုတာကတက်တဲ့ချိန်ရှိတယ်လို့ကျတဲ့ချိန်လည်းရှိတယ်ဒါကြောင့်မို့ရင်းနှီးမြှုပ်နှံသူတယောက်အနေနဲ့အမြတ်ရနိုင်တယ်လို့ရှုံးဖြစ်နိုင်တယ်ဆိုတာကိုလည်းနားလည်လက်ခံထားဖို့လိုပါတယ်ဒီမှာတစ်ခုရှိတာကဟုတ်ပြီကျွန်တော်တို့ရှုံးတာလည်းလက်ခံနိုင်တယ်မြတ်တာကိုလည်းကျွန်တော်တို့သိတယ်ဒါလည်းမလုံလောက်သေးဘူးကိုယ့်ရဲ့ risk tolerance လို့ခေါ်တဲ့ကိုယ်လက်ခံနိုင်တဲ့ဆုံးရှုံးနိုင်ခြင်းနဲ့ risk capacity ကိုလည်းကျွန်တော်တို့နားလည်ဖို့ပို့ပြီးတော့အရေးကြီးပါတယ်ဘာကြောင့်လဲဆိုလို့ချင်း market က 20% ကျသွားတယ်ခင်ဗျာ 20% ကျသွားတဲ့အခါမှာကိုယ် stock ကကင်ထားမယ်ဆိုလို့ချင်းကျွန်တော်တို့ရေရှည်မှာအလားအလာရှိတဲ့ stock တစ်ခုဒါပေမဲ့လို့ကိုယ့်အနေနဲ့က20% တော့ကျသွားတော့ဟာသွားပြီငါတော့အခြေအနေမကောင်းတော့ဘူးဆိုပြီးတော့ရောင်းလိုက်မိတာမျိုးတွေကကျွန်တော်တို့အတွက်ဒါဆုံးရှုံးနိုင်ခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ risk tolerance ကိုကျွန်တော်တို့အဓိကထားဖို့လိုတာကိုပြောတာပါနောက်တစ်ခုကကျွန်တော်တို့မကြခင်ပြန်သုံးရမယ့်ငွေတွေကိုယ်မှာငွေအေးမဟုတ်ဘူးငွေဘူးပေါ့ငွေဘူးဆိုတာကကျွန်တော်တို့လုံးလုံးစက်ပြန်သုံးရမယ့်အနေအထားမျိုးကိုပြောတာပါအဲ့လိုငွေတွေကိုကျွန်တော်တို့အနေနဲ့ရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုလို့ရှိရင်လည်းစောစောနိုင်ကြီးကပို့ပြီးတော့ရာခိုင်နှုန်းများပါတယ်ဒါတွေကိုကျွန်တော်တို့အနေနဲ့ကြိုတင်စဉ်းစားထားဖို့လိုပါတယ် risk ဆိုတာကလုံးဝကြီးဖယ်ရှားလို့မရပါမယ်လို့နားလည်ပြီးတော့စီမံခန့်ခွဲလို့ရပါတယ်ဒါကတော့ဒုတိယချက်ပါနောက်တစ်ချက်ကဘာလို့ဆိုလို့ရှိရင် knowledge ပါstock market တွေကိုဝင်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတိုင်းမျက်စိစုံမိတ်ပြီးတော့ခြေစုံပစ်ပြီးတော့ဝင်လို့မရပါဘူးခြေစုံပစ်ပြီးတော့ဝင်ခဲ့မယ်ဆိုလို့ရှိရင်အပေါ်မှာပြောခဲ့တယ်လို့ကျွန်တော်တို့ရေဆုံးရှုံးနိုင်ခြေတွေကအရန်ကိုများပါတယ်အဲ့တော့အခြေခံအနေနဲ့ stock ဆိုတာဘာတော့ ETF ဆိုတာကရောဘာတော့ risk ဆိုတာကရောဘာတော့ diversification ကဘာကြောင့်မလို့ငါတို့အတွက်လိုအပ်တာတော့ကိုရင်းနှီးမြှုပ်နှံမဲ့ကုမ္ပဏီတစ်ခုကရောဘယ်လိုငွေရှားနေတာလဲဆိုတဲ့အခြေခံအချက်ကလေးတွေကိုနားလည်ထားဖို့လိုပါတယ်ဒါတွေမဲလားတော့ဆိုတော့မဟုတ်သေးပါဘူးဒီကိုရင်းနှီးမြှုပ်နှံမဲ့ငွေကိုဘယ်လောက်ကြာဒီထဲမှာရင်းနှီးမြှုပ်နှံထားမလဲကိုအနေနဲ့ရောဘာအတွက်ရည်ရွယ်ပြီးတော့ရင်းနှီးမြှုပ်နှံတာလဲဆိုတဲ့ဒီ investment goal နဲ့ time horizon ကိုလည်းနားလည်ထားဖို့လိုပါတယ်အရေးကြီးတာက stock ဆိုတာဘာလဲသိုံနဲ့ ETF ဆိုတာဘာလဲသိုံနဲ့တော့ကျွန်တော်တို့လုံလောက်တာအမြတ်ရတာမျိုးတော့မဟုတ်ဘူးပေါ့ဗျာအဲ့တော့ knowledge ကကျွန်တော်တို့ဘာတွေကိုထောက်ပံ့ပေးတော့ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချနိုင်အောင်နဲ့ risk ကိုပို့ပြီးတော့စီမံနိုင်အောင်ကူညီတာပါဒါကြောင့်မလို့ကျွန်တော်တို့ stock market တွေကိုဝင်လာမယ်ဆိုလို့ရှိရင်တော့ knowledge လိုပါတယ်နောက်တစ်ခုကကျွန်တော်တို့ကိုယ့်ရဲ့ financial situation ကိုထိန်းချုပ်နိုင်တဲ့သူတွေပေါ့
ပေါ့ဒီရင်းနှီးမြှုပ်နှံဖို့ရာအတွက်မစင်စားခင်ကျွန်တော်တို့မှာနေ့စဉ်အသုံးစရိတ်တွေနော်အရေးပေါ်အသုံးစရိတ်တွေနဲ့တခြားကျွန်တော်တို့တခြားသူကိုပေးဖို့ရာအတွက်ကျွန်တော်တို့အကျွေးလေးတွေဒါမှမဟုတ်ပေးစရာလေးတွေဒါလေးတွေကိုကျွန်တော်တို့အနေနဲ့ထည့်သွင်းစဉ်းစားဖို့လိုပါတယ်ခုနကကျွန်တော်အပေါ်မှာပြောခဲ့သလိုကျွန်တော်တို့အနေနဲ့ပတ်စံရှိရတော့မှန်တယ်သူများအပေါ်မှာလည်းကျွေးပေးစရာမရှိဘူးလက်ထဲမှာပတ်စံရှိတယ်ဒါပေမဲ့လို့အဲ့ပတ်စံကကျွန်တော်တို့အနေနဲ့မကြခင်ပြန်သုံးရမယ့်ငွေကြေးဆိုလို့ချင်းအဲ့ဒီငွေကိုကျွန်တော်တို့အနေနဲ့ stock market တွေကိုထည့်ပြီးတော့ရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုလို့ချင်းကိုလိုးနေတဲ့အချိန်မှာကိုရင်းနှီးမြှုပ်နှံထားတဲ့ stock ကကျွန်တော်တို့ဈေးကျနေပြီဆိုလို့ချင်းအဲ့ဒီအကျဈေးကြီးနဲ့ပဲကျွန်တော်တို့ပြန်ရောင်းတဲ့အခါကျကျွန်တော်တို့အတွက်ဆုံးရှုံးမှုဖြစ်လာပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ဒီ investment မစခင်မှာငါဘာအတွက်ရင်းနှီးမြှုပ်နှံမှာလဲဒီငွေကိုငါဘလောက်ကြာမသုံးပဲထားနိုင်လဲဈေးကျသွားလို့ချင်းရောငါအနေနဲ့ဘလောက်ထိခံနိုင်ရရှိလဲဆိုတာကိုဒါကိုယ်တိုင်ဖြေရှာကြည့်ဖို့လိုပါတယ်ကိုယ့်ရဲ့ investment capital ဟာကိုယ့်ရဲ့ financial plan နဲ့ကိုက်ညီဖို့လိုပါတယ်နောက်တစ်ခုကတော့သူများပြောတာနဲ့လိုက်မဝယ်ပဲနဲ့ကိုယ်တိုင်လေးလာဆန်းစစ်ခြင်းတဲ့သူတွေပါ market ထဲမှာသတင်းအကြောင်းအရာတွေကအမြဲတမ်းနေ့စဉ်နဲ့အများကျွန်တော်တို့မပြတ်တက်နေတာမျိုးရှိပါတယ်အဲ့လိုပဲကျွန်တော်တို့ social media platform တွေမှာဆိုလို့ရှိရင်လည်းပြောတဲ့သူတွေရှိပါတယ်ဒီ store ကတော့တက်တော့မယ်ဒီ store ကတော့တော်တော်ကိုအခြေအနေကောင်းနေပြီဒီ store ကဒီနေ့ဝယ်လို့ရှိရင်တော့မနှက်ပြန်အမျက်ပြန်ရနိုင်တယ်ဒီလိုစကားတွေကိုကျွန်တော်တို့အလွန်ကြုံယုံပြီးတော့ယင်းဒီမြုံနှံမဲဆိုတာထက်ဘာကြောင့်မလို့ဒီ investment ကိုရွေးချယ်ရတာလဲဆိုတဲ့မေးခွန်းကိုကိုယ်တိုင်ဖြေနိုင်မှုကပို့ပြီးတော့အရေးကြီးပါတယ်သူများပြောတာကိုလုံးဝနားမထောင်နဲ့လို့ပြောတာမျိုးမဟုတ်ပါဘူးဒီတခြားသူတို့စီကနေပြီးတော့အချက်လက်တွေကိုကျွန်တော်တို့ကယူပြီးတော့ကိုယ့်ရဲ့ယင်းဒီမြုံနှံမှုရာအတွက် analysis လုပ်တဲ့အခါမှာကျွန်တော်တို့အသုံးပြုလို့ရပါတယ်အရေးကြီးတာကတော့သူတို့ဘာပြောနေတာလဲဆိုတာထက်ဘယ်အထောက်အထားနဲ့ပြောတာလဲကိုယ့်ရဲ့ investment ကိုနဲ့ကိုက်ညီရဲ့လားဆိုတာကိုကျွန်တော်တို့အနေနဲ့စဉ်းစားပြီးမှဆုံးဖြတ်တာကကိုယ့်အတွက်အသင့်တော်ဆုံးပါနောက်တစ်ခုက market မှာကဈေးတက်တယ်ကျတယ်ဆိုတာကကျွန်တော်တို့အထူးဆန်းတစ်ခုမဟုတ်ပါဘူးဈေးကျသွားပြီဆိုတာနဲ့ကြောက်ပြီးမရောင်းဖို့ရယ်ဈေးတက်ပြီဆိုတာနဲ့လောဘနဲ့လိုက်ပြီးတော့မဝယ်မိဖို့ရယ်ကပို့ပြီးတော့အရေးကြီးပါတယ်ကျွန်တော်တို့မှာ investment strategy တစ်ခုရှိပြီးတော့ကိုယ့်ရဲ့ risk tolerance နဲ့ကိုက်ညီတဲ့ plan အတိုင်းဆုံးဖြတ်နိုင်ဖို့လိုပါတယ်ဒီနေရာမှာ plan ဆိုတာကလည်းကျွန်တော်တို့လေနံဓာတ်တွေအသုံးပြုဖို့ပြောတာမဟုတ်ပါဘူးကိုရင်းနှီးမြှုပ်နှံထားတဲ့ company ကသူ့ရဲ့ business model ဒါမှမဟုတ်လို့ရှိရင် investment thesis တွေပြောင်းလဲသွားလို့ကျွန်တော်တို့ plan ကိုပြန်ပြီးတော့သုံးသပ်တာမျိုးကျွန်တော်တို့အနေနဲ့ပြုလွယ်ပြင်လွယ်ဖြစ်နိုင်ရပါမယ် market အခြေအနေကြောင့်မလို့ကျွန်တော်တို့မလိုအပ်ဘဲနဲ့ panic မဖြစ်ဖို့လိုသလိုအခြေအနေပြောင်းလဲလာလို့ရှိရင်လည်းကိုယ့်ရဲ့ investment ကိုပြန်လဲသုံးသပ်တတ်ဖို့လည်းလိုပါတယ်အဲ့တော့အချို့အပြင်ပြောရမယ်ဆိုလို့ရှိရင် stock market မှာရင်းနှီးမြှုပ်နှံသူတိုင်းအတွက်အရေးကြီးတာကမြန်မချမ်းသာခြင်းပါနဲ့အမြတ်ဘလောက်ပဲရွေးရမယ်ဆိုတဲ့အာမခံချက်စကားတွေကိုကျွန်တော်တို့အနေနဲ့မယုံပါနဲ့ကိုမသိတဲ့နားမလည်တဲ့ investment တွေကိုမဝင်ပါနဲ့နောက်တစ်ခုကကျွန်တော်တို့မကြခင်မှာပြန်ပြီးတော့အသုံးပြုရမယ့်ငွေကြေးကိုကျွန်တော်တို့အနေနဲ့ရင်းနှီးမြှုပ်နှံတာမျိုးမလုပ်ပါနဲ့ risk ကိုနားလည်ပြီးတော့ diversification နဲ့စီမံခန့်ခွဲပါဒါတွေကကျွန်တော်တို့ investment လောကကိုဝင်လာဖို့ရအတွက်အခြေခံအချက်လက်တွေဖြစ်ပါတယ်stock market ကိုကြောက်နေဘူးထက်တို့နားလည်အောင်လေ့လာဖို့ကပို့ပြီးတော့အရေးကြီးပါတယ်အဲ့တော့ stock market မှာရင်းနှီးမြှုပ်နှံနေဆိုတဲ့အဓိကရည်ရွယ်ချက်ကဒီနေ့မြှုပ်နှံမနှက်ပြန်ချမ်းသာဆိုတဲ့မြန်ဆန်ချမ်းသာခြင်းမျိုးအတွက်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့ financial future ကိုတဖြည်းဖြည်းနဲ့တည်ဆောက်ဖို့ရာအတွက်ဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ stock market နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးသလားဖြစ်ပါတယ်အကျိုးတစုံတရာရလိမ့်မယ်လို့လည်းယုံကြည်ပါတယ်အကျိုးတစုံတရာရခဲ့တဲ့ဆိုရင်တော့ comment မှာ yes လို့မှတ်ပေးခဲ့ပါအောင်အဆုံးထိအောင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးအဖြစ်ပိုင်ဆိုင်နိုင်ကြပါစေ